ကျွန်တော်ဝါသနာလူညီကိုလေးတွေကိုပြောချင်တယ်မြောက်ငဲနေတဲ့အချိန်မှာအချိန်ကတားနှမျိုးအခုမှဗျာညီလေးကအသက်20 ပေါ့ကွာထားလိုက်25ဒီအရွယ်ကောင်းဘာညာပေါ့အဲ့အကူနဲ့ပဲပြန်ရှင်ကြည့်မယ်အခုဟာ40ခုဖြစ်နေပြီအမင်းနောက်တော့9နှစ်မှားပလိုက်လို့ရသေးတယ်9နှစ်ပေပေတေတေနဲ့မမယွန်းယွန်းနေဖြစ်သွားလို့မင်းဘဝမှာပြန်ဖြတ်ဖို့ရသေးတယ်ဟို9နှစ်ဘာမှဖြစ်ဘူး30ပဲရှိမယ်အခု9နှစ်သွားမှားလိုက်လေအခု9နှစ်သွားလိုက်မှားလိုက်ကိုတို့ဟိုညီလေးတို့ဘူးသူရရအောင်ပြောပြရနော်အခု9နှစ်သွားမှလည်းလေမင်းကလည်း50နဲ့မှ2နှစ်ပြီးပြီဘာမှလုပ်မရတော့နောက်တော့9နှစ်မှားလိုက်ခွေးဖြစ်ပြီမင်းတို့မှအဲ့လိုမဟုတ်ဘူး25ပဲကွာ25နဲ့30 35ဒီမှားလိုက်ရသေးတယ်နည်းနည်းလေးမင်းတို့မှအချိန်နေနဲ့ပြန်ပြင်ပြီးတော့ကြိုးစားဖို့အချိန်ကြီးအများကြီးရသေးတယ်မင်းတို့ရဲ့ကြိုးစားမှုတွေအဲ့လိုမျိုးကိုယ့်ရဲ့ဟိုဘွားမှာကိုကြိုက်တဲ့ idol ပေါ့ကွာကိုကြိုက်တဲ့ idol ကိုအမြဲတမ်းစိတ်ထဲမှာထားတာလူစိတ်ဆိုလူကစိတ်နဲ့သွားတာစိတ်ချမ်းမှာမယ်လူချမ်းမှာမယ်နော်အဲ့တော့ရာသီဥတုမြတ်တာဆိုတာနေရမယ်ဒါဆိုရင်ချမ်းသာတဲ့အရာချမ်းသာတဲ့အရာဖြစ်တာနောက်တစ်ခုရှိအောင်မြင်မှုနဲ့အေးချမ်းမှုကလည်းအမြဲတမ်းလည်းတွဲမနေနိုင်ဘူးတွဲခြင်းလည်းတွဲလိမ့်မယ်တချို့အောင်မြင်မှုရတဲ့သူတွေရှိတယ်မအေးချမ်းဘူးတချို့အေးချမ်းတယ်အောင်မြင်ခြင်းမှအောင်မြင်မှုတွေကြော်စောမှုတွေရခြင်းမှရလိမ့်မယ်ဒါမှကိုကြိုက်တာကိုရွေးနော်အဲ့တော့အခုပြောပြအခုတို့ကအသက်အရွယ်ရောက်မလို့ညီလေးတို့ရဲ့အနေအထားမျိုးတွေကြတော့အချိန်တွေကိုနှမျောတယ်တန်ဖိုးထားတယ်ဒါမှမသေးကြတာတခုကတော့ဒီအတွေးခေါ်တွေ12ရာသီတွေးနေဖို့လိုတယ်စာတွေကြည့်နေဖို့လိုတယ်ကိုကြိုက်တဲ့သူတွေကိုအတူယူနေဖို့လိုတယ်ဒါဆိုရင်ညီလေးတို့တိုးတက်မှာပဲလမ်းပြောင်းနေတယ်လာမပြောနဲ့စိတ်ညစ်နေတယ်ဆိုလာမပြောနဲ့မိမနဲ့ကွဲနေပါစတယ်လာမပြောနဲ့ဒါကောင်းတဲ့ဘက်ကတွေးကြည့်မယ်ဆိုရင်မင်းအတွက်မဟာအခွင့်အရေးတစ်ခုပြန်ပြီးတော့လောကကြီးကပြန်ပေးလိုက်တာဒါညီလေးကိုကြီးကပြောပြတာနော်အဲ့တယောက်အဲ့လိုလေးမှတ်ထားလို့မလို့ဟာလားနော်ချင်းကြီးတို့ကိုရီဆိုလို့ရှိလို့ချင်းကိုရီအသက်အရွယ်နဲ့ဆိုလို့ချင်းမလုံးသင်းတာတွေသတိထားစရာတွေအများကြီးဖြစ်လာတယ်ဥပမာကွာကျန်တာမပြောနဲ့ကွာဒါမင်းတို့ဘူးသူတာပြောပြတာကိုရီအသက်အရွယ်နဲ့ဆိုရင်မလုံးသင်းတာဆိုကျန်တာမပြောနဲ့တချင်းတော့မဆိုသင်းတဲ့တချင်းရှိသွားပြီအဲ့ဒါမင်းတို့ကြီးစရာတခုအနေနဲ့ပြောပြတာဘာတချင်းလဲဆိုမမကအဲ့နမူနာပြောပြသိချစ်ဖို့ကောင်းတယ်ဆိုအဲ့တချင်းကိုရီအသက်အရွယ်နဲ့သွားဆိုလို့မရတော့ဘူးမင်းတို့အရွယ်မှာမမကဆိုလို့ကောင်းတော့မယ်နော်ကိုရိုလည်းဒီတချင်းကိုမကြိုက်လို့မဟုတ်ဘူးကြိုက်တယ်ဒါမှကိုအသက်49နှစ်ကြီးနေအချိန်မှာမမကဆိုတာတချင်းသွားဆိုရင်ကိုရဲ့မမမင်းဟိုတင်ញိုင်းကိုခြေစုံပြစ်ဝင်နေလောက်ပြီတခါတည်းဟိုပြောသလိုဓာသေးမကုံတဲ့အရွယ်တွေကိုဖြစ်နေလောက်ပြီဒါကြောင့်မဆိုသင့်တဲ့တချင်းဆိုအဲ့လိုပြအဲ့လိုပဲမလုပ်သင့်တဲ့အလုပ်တွေရှိဒါကြောင့်ကိုရီနိုဒီဟိုကိုရီအားကြဖို့ပြန်ပြီးတော့ရှိပဲဆိုကိုမ KFCငါလည်းလေဘောလို့ပြီးသွားပြီချက်ကလေးတွေလည်းစာကျွေးခဲ့ပြီးပြီငါရေတိုက်ပြီးတော့ပြေနှုတ်ဆက်ကြီးရထက်လုံးလိုက်အောင်မယ်ဝိုင်းမှာတွေ့ရင်ခုံနှုတ်ဆက်အောင်ဒါပေမဲ့လူတယောက်ကအရေးကြီးတာတခုပြောပြမယ်လူတိုင်းကအမားနဲ့မကင်းဘူးအဲ့တော့တွေ့တဲ့နေရာတိုင်းကိုမဝေဖန်နဲ့တနေ့တစ်ချိန်မှာကိုလည်းဖြစ်နိုင်တယ်ဟာဒီကောင်ဘာကောင်ကြီးပါကွာဟာဒီကောင်ဘာကောင်ဒီကောင်ဘလူးကွာသွားမဝေဖန်နဲ့မင်းအဲ့လိုမျိုးလူတိုင်းကိုဝေဖန်ပုတ်ခတ်တိုက်ခိုက်နေလို့ရှိလို့ချင်းမင်းဘယ်သူမှလည်းအထင်မကြီးသလိုမင်းကိုလူကောင်းတွေကလည်းမင်းသားမှလည်းကက်လာမှာမဟုတ်မင်းအတင်းပြောလို့ရှိရင်မင်းအတင်းပြောတဲ့ကောင်ပဲမင်းသားမှကက်လာနော် sorry ဖုန်းလာမင်းအတင်းပြောရင်မင်းကိုအတင်းပြောတဲ့ကောင်တွေပဲမင်းသားမှကက်လာအဲ့တော့ချမ်းသာခြင်းနဲ့ဆိုစိတ်ဓာတ်တွေကိုပြင်းဒါပဲကြအားလုံးပဲညီကိုတွေမင်္ဂလာပါငါလည်းလေတော်များသွားပြီအဲ့လိုပဲစကားပြောလိုက်ရင်ပြောပြသွားကဲမင်္ဂလာပါညီလေးဝိုင်းပါဆုံးမယ်ပြီးသွားခဏနေဝိုင်းသွားဆန်နေလည်းဒီမှာပြီးသွားချက်ကျွေးပြီးသွားပြီဟိုလာ၄កောင်ကျွေးလိုက်တော့မကြပါဘူးသူစားပါတယ်၄កောင်ရိုက်တော့ပြခြင်းနဲ့ချက်တွေကြွားခြင်းနဲ့သိရမလားဒါပေမဲ့ကျွန်တော်အဲ့တစ်တော်ရချင်အဲ့အကုန်အကောင့်တွေဖြတ်ကြတယ်နော်တခါတော့တက်ပြောမယ်စကားလုံးကျွန်တော်စီကိုလာတာကိုဘာဆိုင်စီမှာကြက်ပြင်းအလုသမားဆိုမလာခဲ့နဲ့နော်အလုသမားမခေါ်ဘူးကျွန်တော်ညီကိုလိုကျွန်တော်စီမှာရှိတဲ့ဒီပေါ့အကောင်းဆုံးကောင်တွေကိုထိမ့်သိမ့်ပြီးတော့အတူတူစီးပွားရှာခြင်းဟာလားအတူတူစီးပွားရှာခြင်းလားရဲဘော်ရဲဘက်စတိုင်မျိုးညီကိုလိုဒါမဲ့လေးစားသမှုအနေနဲ့တော့ဒါလေးစားမှာပေါ့နော်အဲ့လိုမျိုးလေးရှိတယ်အဲ့လိုလူမျိုးပဲကျွန်တော်ခေါ်တာဟိုလိုမျိုးပါကျွန်တော်လာပြီးတော့ဟိုလှုပ်ချင်မလာခဲ့နဲ့အဲ့လိုမျိုးအခုဒီ
တိကိုတိတယ်ဗျအာငါဒီကောင်လေးကတော့ဘယ်ရက်ပြည့်တော့မှဘာဘလို့ကျွေးရမှာဘယ်ဟာဘလို့ဝါပြည့်ရမှာအဲ့လိုပါဖြစ်ကျွန်တော်တို့ပြောရှင်းရှင်းလေးပဲကျွန်တော်မရောင်းဘူးတတ်နိုင်သလောက်မျှပါအောင်ဆိုမှကျွန်တော်မျှပေးရတယ်ဝိုင်းထဲမှာဟောခြင်းတယ်ကျွန်တော် Telegram မှာကြည့်ကြည့်ပါကျွန်တော်ပြောချင်ချက်သမားကြီးဆိုပြောသလိုပေါ့ထိုင်ပြီးတော့အာမြားပြီးတော့လေပဲမြားနေနေရာတကာရှောက်ဟိုယောဂပေါင်းဆိုဘလို့ဖြစ်ကြလဲနောက်တော့မင်းလာမပြောနဲ့မရဘူးနော်အဲ့တော့ကိုရညီကိုရအတွေ့အကြုံကိုပြောပြတာအာချက်ကက်နီဟလာအမာချာတူလေးတို့ဘာကြလာမပြောနဲ့မင်းမရဘူးမင်းအောင်ကန့်မကန့်နဲ့လူတိုင်းလည်းဒါတွေကတီးပြီးသားမာရချာကိုင်းကြည့်တီးတာပဲကွာလက်ပါနေတဲ့ကောင်မင်းသမီးမျက်လုံးပါနေတဲ့ကောင်သမီးမာရာနဲ့ချောတာကြည့်တယ်တီးတယ်အကြီးသေးလူတိုင်းတီးတယ်ကတ်တယ်ဒါဘာလို့မျက်စိရှမ်းသွားတတ်လဲဒါမျိုးရှိအာမာရပြုတ်တယ်ဘလို့ဝါဖြစ်သွားတတ်လဲတခါတည်းကျလည်းကိုချက်ကိုထင်ကြီးပြီးတော့ဘလို့အကြီးပေးလိုက်တာရှိတာအဲ့နီးတွေပါညာရှောက်ပြောနေလို့မရဘူးပါဇက်နဲ့ထိုင်ပြောနေတယ်ခင်ဗျဘလောက်အောင်မြင်လဲဒီလုပ်ငန်းနဲ့ခင်ဗျဘလောက်တယ်မိစုမိလဲဒီလုပ်ငန်းနဲ့ခင်ဗျရဲ့နောက်ွယ်မှာမိသားစုတွေဘလောက်ကိုခင်ဗျထောက်ပံ့နေလဲဒါမျိုးပဲပြောကျုပ်ကတော့ချင်းပြောအဲ့မျိုးလူဆိုလေးစားတယ်ဒါမှနိုင်ပြပြကိုလည်းအဲ့လိုလေးစားခဲ့လို့အဲ့လိုလမ်းကြောင်းပေါ်မှာအဲ့လိုသွားတာဟာရှေ့မှာတော့ဘလို့ဘာညာသာတကပြောပြီးတော့ဒီချက်နဲ့ပတ်သက်ပြီးတော့မိမစီကပဲလက်ဖြန့်တောင်းလိုက်ကုံသွားလိုက်ဘဒုစီကလက်ဖြန့်တောင်းလိုက်ကုံသွားလိုက်အခါမှလည်းအောင်မြင်တာလည်းမတွေ့ဘူးဒီခဏလည်းရှုံးဝဲတွေနဲ့ဆက်နေဆိုစင်မပြေဘူးလေဒါခမရလမ်းစဉ်မှားနေပြီဆွန့်လွတ်လိုက်တော့အဲ့ဒီကမှတကယ်ဝါသနာကိုဆွန့်လွတ်လိုက်တော့ငါလုံးသမျှတွေကငါအရှုံးနေနဲ့ကြီးပဲလားငါအကုန်လုံးအမျက်ဆိုတာကိုမရှိပါဘူးလားဆိုတေးကြတယ်မိတ်ဆွေအဲ့လုပ်ငန်းကိုဆွန့်လွတ်လိုက်တော့ခင်ဗျားလုံးပဲမင်္ဂလာပါအဲ့ပြောတာအလုပ်သမားဆိုမလာခဲ့နဲ့